ဒီဇလန်လေးကတော့တီးထက်ရင်ဖို့ဆရာကောင်းတဲ့သွေးပြက်ဆရာ game show တစ်ခုအကြောင်းပါဇလန်အစမှာမှောင်မေးနေတဲ့အခန်းချင်းလေးထဲမှာဂျီဆိုတဲ့ကောင်လေးတယောက်သွေးတန်ရဲရဲနဲ့ရှိနေပါတယ်ကင်မရာတစ်လုံးကသူ့ကိုရိုက်ကူးနေပြီးအစီအစဉ်တင်ဆက်သူ host ရဲ့အတန်ကဂျီနိုင်သွားပြီလို့ confuse စကားဆိုပါတယ်အိမ်ပြင်လာတော့မယ်လို့ထင်နေတဲ့ဂျီခင်ဗျာနောက်ဆုံးအဆင့်အနေနဲ့တစ်တာ၃လုံးတွေကတစ်လုံးကိုရွေးရပါတယ်ကန်ဆိုးစွာနဲ့ပဲသူရွေးလိုက်တဲ့တစ်တာတွေကတနက်တလက်ထွက်လာပြီးဂျီကိုပြစ်တက်လိုက်ပါတော့တယ်ဒီချိန်ထဲမှာပဲတငယ်ချင်း၄ယောက်ထက်တဲ့ James, Anita, Melissa နဲ့ Matthew တို့ဟာ James ရဲ့ဦးလေးပိုင်နဲ့နွေရာသီအပန်းဖြေအိမ်ကိုရောက်လာကြတယ်။ James ဆိုတဲ့ကောင်ကပိုက်ဆံရှိလို့မောင်းပါတယ်သူပါ။အိမ်ပိုင်ရှင်ဦးလေးကတော့သူ့မိန်းမကစီးပွားရေးလုပ်ရင်းရှုံးသွားလို့ကိုအဆုံးစီရင်သွားခဲ့သူပါ။ Anita ရဲ့မွေးနေ့ကိုဂုဏ်ပြုဖို့သူတို့ရောက်နေကြတာပါ။ညဘက်ရောက်တော့ Truth or Dare ကစားကြရင် James က Melissa ကိုအတင်းအကျပ်နမ်းဖို့ကြိုးစားရကနေစကားများကြတယ်။အဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်ကထူးဆန်းတဲ့အတန်တွေကြားရပြီး James ကအပြင်ထားကြည့်တော့ကက်ဆက်ခွေဟောင်းတစ်ခုကိုတွေ့လာတယ်။အားလုံးကမကြည့်ဘူးတားပေမဲ့ James ကဖွင့်ကြည့်လိုက်ပါတယ်။မကြခင်မှာပဲအိမ်ထဲကိုလူစိမ့်တယောက်ဝင်လာပြီးသူတို့၄ယောက်လုံးကိုမိတ်ဆေးထိုးကဖမ်းခေါ်သွားပါတော့တယ်။သူတို့ပြန်တတိရလာတဲ့အချိန်မှာတော့၄ယောက်လုံးတန်ကြိုးတွေနဲ့ချီနှောင်ခံထားရပြီး Barry လို့ခေါ်တဲ့မျက်နှာဖုံးဆွတ်လူသက်သမားက game show တစ်ခုတင်ဆက်တယ်လို့လုပ်ပါတော့တယ်။ရုပ်သေးရုပ်တွေကိုပရိသတ်အခါထားပြီးအတန်ဖန်ထားတဲ့လက်ခုပ်တန်းတွေနဲ့ကြောက်စရာကောင်းအောင်ပြင်ဆင်ထားပါတယ်။ Barry ကသူတို့ကိုကြောက်ကကြေးစကူကစားခိုင်းပါတယ်။ Melissa ကစကူချတဲ့အတွက် Barry ကကတ်ထူပြားနဲ့ Melissa ရဲ့ပါဆက်ကိုဓာတ်နဲ့ခွဲတယ်လို့လှီးပစ်လိုက်တယ်။ Matthew ကကြောက်ခဲချလို့ကြောက်ခဲနဲ့အထူခံရတယ်။ James ကကြေးချလို့သူ့လက်ချောင်းတစ်ချောင်းအဖြတ်ခံလိုက်ရတယ်။ Anita ကိုကြတော့တနတ်နဲ့ပြစ်မဲ့လုပ်ပြီးနောက်ဆုံးမှာထန်ကျိုးနဲ့ဆွဲကနေရန်နဲ့ရိုက်ပြီးတတိမိသွားအောင်လုပ်နိုင်ပါတယ်။နောက်တစ်စက်မှာတော့လွတ်မြောက်ချင်းရင်ကိုလုတ်ခဲ့တဲ့အဆိုးရွားဆုံးအဖြစ်တွေကိုဝန်ခံရမယ်လို့ Barry ကဆိုပါတယ်။ James ဟာကားတိုက်မှုတစ်ခုမှာလူသေးအောင်တိုက်ခဲ့ပေမဲ့သူ့အဖေကငွေအားနဲ့ဖုံးဖိပေးခဲ့တယ်။ Anita ကတော့သူ့အမေခွဲစိတ်စရိတ်လိုချင်လို့ကုမ္ပဏီကလူကြီးတယောက်ကိုလိမ်ပိုင်းဆိုင်ရာစော်ကားပါတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲကလျော်ကြီးငွေယူခဲ့သူပါ။ Matthew က online ကနေလူတွေကိုလိမ်လဲပြီးပိုက်ဆံရှာတဲ့ scammer တယောက်ဖြစ်ပြီး Melissa ကတော့ခွေးကေဟာမှာလုပ်ပေမဲ့ပိုက်ဆံလိုခွေးတွေကိုခွေးတိုက်ပွဲတွေစီရောင်းစားခဲ့သူပါ။ Melissa ဟာမြို့နယ်မယ်တွေကိုမှန်ရတဲ့ကစားပွဲမှာရှုံးနေသွားလို့မျက်လုံးတစ်ဖက်ကိုဆက်လက်ထိုးဖောက်ခံရတယ်။အဲဒီနောက် Anita ကို James နဲ့ Melissa တို့မသေးစေချင်ဘူးဆိုရင် Matthew ရဲ့နားရွက်ကိုလွန်ပူ drill နဲ့ဖောက်ခိုင်းတာကြောင့် Matthew ခင်ဗျာနာကျင်စွာနဲ့အော်ဟစ်နေရပါတယ်။နောက်ဆုံးမှာတော့ wild card ဆိုတဲ့အဆင့်မှာ Melissa ရှုံးသွားပြီး hydraulic press နဲ့ခေါင်းကိုဖိချပါရရဆက်ဆက်တပ်ဖြတ်ခံလိုက်ရပါတယ်။တကယ်တော့ Barry ဆိုတဲ့လူဟာအရှင်တုန်းကနာမည်ကြီး game show တင်ဆက်သူတစ်ယောက်ပါ။ Anita ကပိုက်ဆံလိုချင်တာနဲ့သူ့တငယ်ချင်းတွေနဲ့ပေါင်းပြီး Barry ကိုမဟုတ်မမှန်ဆွဆွဲခဲ့တာကြောင့် Barry ဘဝပလက်ခဲ့ရတာပါ။အခုတော့ Barry ကလက်စားပြန်ချေနေတာဖြစ်ပါတယ်။နောက်ဆုံးပြန်ပွဲမှာတော့ James နဲ့ Matthew တို့ရဲ့ဖိုက်ထဲမှာတော့ရီထည့်ထားတယ်ဆိုပြီး Barry ကပြောပါတယ်။အခန်းထဲကထွက်ချင်ရင်ဘိုက်ခွဲပြီးတော့ယူရမှာပါ။ James က Anita ကိုပိုက်ဆံပေးမယ်လို့ပြောပေမဲ့ Anita က James ရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲပြီးတော့ယူလိုက်လို့ James သေးသွားတယ်။ဒါပေမဲ့တော့ကတကားဖွင့်လို့မရပါဘူး။နောက်ဆုံးပါလူကယောက်ဖဲအရှင်ထွက်ခွင့်ရမယ်ဆိုတာသိသွားတဲ့ Matthew ဟာ Anita ကိုချစ်တယ်လို့ပြောပြီးသူ့လဲပင်သူလီးကအဆုံးစီရင်သွားလိုက်ပါတယ်။ Anita ကယောက်တည်းကြံခဲ့ပြီးလွတ်ပြီးလို့ထင်လိုက်ပေမဲ့ Barry ကပြန်ဖမ်းမိသွားပါတယ်။ Barry ကသူ့ကိုမွေးနေ့ကိတ်မုံတစ်ခုပေးပြီးပြန်လွှတ်ပေးလိုက်တယ်လို့ပါပဲ။ဒါပေမဲ့အဲ့ဒီကိတ်မုံနဲ့အခန်းထဲကအငွေ့တွေကြောင့် Anita မျက်နှာတွေပူလောင်မျက်လုံးတွေကန်းကုန်ပြီးလမ်းမှာတင်လူးလိမ့်သေဆုံးသွားပါတော့တယ်။ဇလန်အဆုံးမှာတော့ Barry ဟာ Anita ဆွဆွဲခဲ့တဲ့တကယ်တရားခံအစ်စ်ဖြစ်တဲ့ talk show host ကိုဖမ်းဆီးနှိပ်စက်ပြီးအမှန်တိုင်းဝန်ခံခိုင်းတဲ့ဗီဒီယိုကိုပြသရင်ဇလန်ပြီးသွားပါတယ်။ဒီဇက်ကလူတွေရဲ့အတ္တလိမ်ညာမှုတွေနဲ့လက်စားချေမှုတွေကိုတွေးထွက်တန်ရုံပုံစံနဲ့ရိုက်ကူးထားတဲ့ horror thriller ဇာတ်ကားပဲဖြစ်ပါတယ်။